ကျောက်စီရလည်းကောင်းတယ်ကျောက်စီရဘုံလည်းကောင်းတယ်ကျွန်တော်တို့ကျောက်လည်းကျောက်တဲ့အရာကဘာလို့ကျောက်ရုပ်ယိုသည်လေးပြချင်းရှိငါတို့ဘုရားကိုငါတို့ကကျောက်ရုပ်ယိုသည်ရဘုရားကလူလာကကျောက်ရုပ်နေတတ်တယ်မဟုတ်ဘူးယိုသည်ကိုင်းဆိုင်ယိုသည်ကိုင်းဆိုင်ဘုရားကိုကြောက်တယ်ဆိုတဲ့သင်္ကေတကပါလဲဘုရားပြောသောစကားကိုတသွေမတိန်လိုက်နာဆိုင်ရသောလူသည်ဘုရားကိုချစ်တော်သူဖြစ်တယ်အာမင်ဘုရားချစ်တယ်ဆိုသူရဲ့ပညာတော်ကိုလိုက်နာလက်ချင်တော်သူသည်ဘုရားကိုကြောက်တယ်သူဘုရားကမလုပ်နဲ့ဆိုလုပ်ရမှာဖြစ်တယ်ဟုတ်ဖြစ်တဲ့အကြောင်းလေးပြောထားတော့မှကျင်းနေညာပဲတော့ကိုယ်ကောင်းပဲကွာမနေ့ကဘုံလာဖို့စောင့်နေမယ်အရာရေပြောလို့ကြာအဲ့တော့ကျွန်တော်တို့ဘုရားကကြောက်စရာလည်းကောင်းတယ်နော်ဘုရားကြောက်ဖို့ပြောလားပြောတယ်ဘယ်လိုဘုရားကြောက်ဖို့ကောင်းတယ်ကောင်းတယ်ပြောလားပြောတယ်သူတို့ထဲမှာဘာတွေခိုင်းထားလဲဘာမှမဖြစ်လားဒါကြောင့်မကြောက်တာဘူးဘုရားကိုလည်းသူ့ကိုကြောက်ဖို့ပြောတယ်ကျမ်းစာမှာကျွန်တော်သိရအောင်ရှင်လုကာခန်းကြီး7အငယ်9မှာဘေသူကိုကြောက်ရမိဒီဟုမူကားကိုခန္ဓာကိုတတ်ပြီးမှငရေပြေကိုဆနိုင်သောသူကိုကြောက်ကြလောလာမဲဆိုဒီကဆိုသူကိုကြောက်ကြလောဘုရားကခရစ်တော်ဘုရားကပြောတယ်အဘယ်သူကိုကြောက်ရမည်နည်းဟုမူကားသင်ဒီလောကမှာကမ္ဘာမှာသင်လူဖြစ်ပြီးသင်ဘယ်သူကိုကြောက်ရမယ်ဆိုတာကိုဘုရားကလူအဖြစ်ကြွလာပြီးတော့သူကိုယ်တိုင်သူ့ရဲ့နှုတ်ထွက်စကားနဲ့ပြောခြင်းသည်သူပြောတယ်ဘယ်သူကိုကြောက်ရမလဲဆိုကိုယ်ခန္ဓာကိုတတ်ပြီးမှမရဲခဲလို့ဆန်းနိုင်တော့သူကိုကြောက်ကြတော့ဘယ်သူကိုကိုခန္ဓာကိုတတ်ပြီးမှမရဲခဲလို့ဆန်းနိုင်တော့သူကိုကြောက်ကြတော့ငါအမှန်ကန်ဆိုသည်ကဆိုသူကိုကြောက်ကြတော့ဘယ်သူလဲထိုသူကဘယ်သူလဲအခုပြောတဲ့လူပဲဘယ်သူပြောလဲအဲ့တော့ထိုသူကိုကြောက်ပါတဲ့ငါမကြောက်ပါလို့ဘယ်မှမပြောဘူးဒါပေမဲ့သူပြောတယ်ဘယ်သူကိုကြောက်အောင်လဲတင်းကိုခန္ဓာနဲ့တက်ပြီးမှအရေးကိုချမ်းသာလို့ထိုသူကိုကြောက်ထိုသူဘယ်သူလဲထိုသူဒီအဘယ်သူနီးခရစ်တော်ပဲဖြစ်ပြောတဲ့လူပဲဖြစ်ဘုရားကငါ့ကိုကြောက်ပါဆိုတယ်လို့ပြောတာမဟုတ်ဘူးသူပြောတင်းရဲ့ခန္ဓာနဲ့တင်းရဲ့ဝိညာဉ်ကိုငရဲတဲ့ကိုချမဲ့သူကိုကြောက်ကြတော့ထိုသူကိုကြောက်ပါထိုသူကဘယ်သူလဲငါတို့ကအဲ့ဒါကိုမသိတာထိုသူကိုကြောက်ပါလို့ဘုရားကပြောတယ်ကျမ်းစာကပြောတယ်ဖတ်တယ်မှတ်တယ်ထိုသူဘယ်သူလဲအခုမှပြောနေတယ်အခုမင်းတို့ပြောနေတာထိုသူကိုကြောက်တယ်ထိုသူကိုကြောက်တယ်ထိုသူကိုကြောက်ရင်ဒီနေ့ကျွန်တော်ဘုရားစကားကိုအစင်းမြင်နားထောင်နေမှာဘုရားရဲ့စစ်မှန်တဲ့သားသမီးဖြစ်မှာအာမင်မကြောက်လို့ဘယ်လိုကြောက်ရမလဲဟုတ်ပါဘူးတရားကိုကြောက်အောင်ဘာလို့ခုလက်ရှိဘယ်သူကိုကြောက်လဲမမမြောက်ဘယ်သူကိုအမှန်တရားပေါ်လာပြီတွေ့လားပေါ်ပြီးနေလိုက်တော့မှလည်းထွက်ဟုတ်လေဒါမှန်တဲ့ຢာလေငါတို့ဘယ်သူကိုကြောက်လဲတရားကိုကြောက်နေတာဘုရားကဘယ်သူကိုကြောက်ခိုင်းလဲ
ဟယ်လိုထိုးသူကဘာလို့လဲသူ့ကိုကြောက်ခိုင်းတာခရစ်တော်ကိုကြောက်ခိုင်းတာသူကငါ့ကိုကြောက်သွားလားမပြောဘဲနဲ့ပြောတာမပြောမနဲ့ပြောတာဒီနေ့ကျွန်တော်ဝိညာဉ်တော်ကျွန်တော်တို့နဲ့အတူရှိနေရင်ဖျက်ပြီထိုးလူတွေခရစ်တော်ပြည့်တယ်ငါတို့ဖတ်တယ်ဘယ်သူလဲမသိဘူးဒါကြောင့်ခရစ်တော်ကလည်းမကြောက်ဘူးသူပြောတာလည်းနားမတော်ဘူးပြောတယ်လူကပြောတယ်ထိုးလူကိုကြောက်ပါငါတို့ငရဲထဲမှာချမ်းသာတော်သူသည်ခရစ်တော်တပါးဒီနာသည်စေပိုင်ခွင့်ရှိတော်သူဖြစ်တယ်ဘယ်သူမှငါတို့ကိုတရားစီရင်ပိုင်ခွင့်မရှိဘူးအဲ့ဒီသူကိုကြောက်ပါလို့ကြောက်တာပြောတယ်ခရစ်တော်ကိုယ်တိုင်ပြောတယ်ခရစ်တော်ကလက်သမားသားမို့လို့မကြောက်တာမာရိယသားမို့လို့မကြောက်တာဟုတ်လားဘယ်ရင်တရားကပြောပြီးဆိုရင်တောင်းနေမှာတကားတယ်ဒါနဲ့ဒီလိုပြောပြီးဆိုရင်တောင်းနေမှာတကားတယ်ထိုးသူကိုကြောက်ပါလို့ပြောတယ်ထိုးသူကဘာလို့လဲယေရှုခရစ်တော်မှတ်ထားနော်ဒီမှာမှတ်ပြီးတော့ဒိဗော်တော်တာနဲ့ဘယ်လိုကိုကြောက်မှာလဲယေရှုခရစ်တော်ဟောဘုရားဘုရားကျောင်းထဲမှာဟုတ်တယ်လေအပြင်မှာကျတော့ဘုရားလေးလာလိမ့်မယ်လေဘုရားမကြောက်ဘူးဆိုညလာပြီးတော့အခုနောက်ပဲဒါလည်းပြောလာရေးရဲ့ဒီနေ့နမိတ်မကောင်းဘူးဒီနေ့မလာတာကောင်းလို့ငါမလာပဲနေတာအဲ့တော့ဘယ်သူ့ကိုကြောက်တင်တယ်လဲအဲ့ဒီလူကိုကြောက်ပါအခုကျွန်တော်တို့ကဘာဖြစ်လဲပြောင်းပြန်ဖြစ်နေကြောက်ရမယ့်လူကိုမကြောက်ဘူးကြောက်ရမယ့်လူကိုကြောက်တယ်ဘယ်လိုတင်ပေးလဲဒီမှာမတင်ဘူးဘာလို့ရပြနေတာဘယ်မှာမတင်ဘူးလားဟာအရာတင်ပေးတယ်အမှုပါတယ်ဘုန်းကြီးလက်စိုးကိုကြောက်ပါလို့သူတို့တင်ပေးတယ်လို့ကမေးနေတာဟမ်ဟုတ်လားအော်ဘုရားကိုဘယ်သူမှမတင်ပေးပဲနဲ့ကျန်တဲ့ဆိုဘယ်နှယောက်မြင်လဲမမြင်မဲနဲ့ကြောက်နေတယ်ကျွန်တော်တို့ချိန်တောက်တော့စကားတော့နဲတယ်အဲ့တော့ဖယားပြောတယ်ဖယားကိုကြောက်ပါပြောတယ်ကျွန်တော်ဘယ်သူကိုကြောက်ရမလဲဖယားကိုကြောက်ပါကျမ်းစာကပြောတယ်ဘောလူကဘလောက်သိထားလဲဆိုခေဗယာခန်းကြီး30အငယ်31မှာအသက်ရှင်တော်မူသောဘုရားသခင်ရဲ့လက်တော်သို့ဆက်ရောက်ခြင်းအမှုသည်ကြောက်ရဖွယ်အမှုဖြစ်သည်နောက်တစ်ချိန်အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ဆက်ရောက်ခြင်းအမှုသည်ကြောက်ရဖွယ်သောအမှုဖြစ်သည်အားလုံးနှုတ်ထွက်ပြီးဆိုကြရအောင်အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ဆက်ရောက်ခြင်းအမှုသည်ကြောက်ရဖွယ်သောအမှုဖြစ်သည်အသက်ရှင်တော်ဘုရားကဘာလို့လဲယေဘိရှင်လားရှင်လားဘယ်နှလားမလဲဟုတ်လား3ရက်ပဲလားရှင်လားသိကြလားအခုဒီမှာပြောတယ်အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ဆက်ရောက်ခြင်းအမှုသည်စောင့်မဖွယ်သောအမှုဖြစ်သည်သဘောပေါက်လားဘယ်သူကိုကြောက်ရမှာလဲယေရှုခရစ်တော်ခရစ်တော်ပဲရှင်မြတ်ထားမြောက်ပြီးအသက်ရှင်တော်မူသောဘုရားဖြစ်တယ်သူလက်တော်မှာကြားရောက်ခြင်းသည်ကြောက်ထားတဲ့ဘယ်သောအမှုဖြစ်သည်ခရစ်တော်ကြောက်ရမလားကြောက်ပါဘူးချစ်ချင်းမေတ္တာရှိတယ်ဆို